ကဲမျိုးတွေအားလုံးပဲမင်္ဂလာပါနော်မင်္ဂလာရှိတော်မနက်ခင်းလေးပါဒါ29ရက်နေ့မနက်ဗီဒီယိုလေးပါနော်အားလုံးပဲဝင်လာတဲ့လက်မလေးနှိပ်မယ် share လေးရတဲ့ကိုမတွေအားလုံး share လေးလုပ်မယ် subscribe လေးမနေရသေးရင် subscribe လေးနှိပ်မယ်နော်ကဲမနေ့ကညနေပိုင်းကတော့303နဲ့နော်မူတွေကmodern internet ထွက်တဲ့မူတွေကတော့မှန်တယ်အခု3ညတော့3ညတွေထွက်နေတာနော်မနေ့ကညနေရော3ညတွေထွက်တယ်ဒီမနက် modern internet က model က1 internet က49နော်1ရဲ့49ရဲ့အခုကတော့နည်းနည်းအားနေသွားပြီအားနေပြီဆိုတာကလေမူကလည်းလေမူရှိတယ်နော်လေမူရှိတော့ဒီ29ရက်မနက်မှာကအပူလာဖို့နည်းနည်းလေးအားနေတယ်နော်ဘူးသမိုင်းပဲအိမ်ပြောပြတာနော်ဘူးဆိုင်တယ်နည်းနည်းအားနေတယ်လေမူရှိတယ်ဒီမနက်ကမနေ့ကပတိအစ်စ်ကလည်းကြတယ်ပရိတ်ကလည်းအစ်စ်ကြတာဆိုတော့မူရကြည့်မယ်ဆိုရင်ဒီနေ့မနက်ကပြန်ကြလာပုံများတယ်နော်ပရိတ်ပြန်ရင်ပတိပရိတ်ပြန်ကြမလာရင်တော့ပတိဒီကြာပြီးသားပတိကအခုလို့ရှစ်လုံးထွက်တာဆိုရှစ်လုံးနဲ့ကနေပဲပြန်ခွေပြီးတော့ပရိတ်ကြနိုင်တယ်ဒီလိုပေါ်မြူလာဖြစ်နေတာနော်ဒီမနေ့မူကဒီတစ်ဘက်ကထွက်တဲ့မူတွေတွေကမကောင်းနော်ပရိတ်ဆိုရင်လည်းနော်9ပရိတ်2ခါ6ပရိတ်2ခါထွက်တယ်ရှေ့ပိတ်အပိတ်တူခွန်ထိတ်5ထိတ်5ထိတ်ထွက်တယ်နော်အခုမနေ့ကထွက်တာလည်း60နဲ့3ဆိုရင်3ည2ခါပြန်ထွက်တယ်နော်ဒီတစ်ဘက်ကထွက်စင်နေမကောင်းတာနော်ထွက်တဲ့ခဏနေမကောင်းတာဒီတစ်ဘက်ကျွန်တော်ရဲ့စာတိုးပတ်တီးနဲ့မွေးကနန်းတော့တာဝန်ကျေပါတယ်နော်ကျွန်တော်အောင်သွားပါအောင်တယ်နော်ဒီတစ်ဘက်ကကျွန်တော်ကတော့ကျွန်တော်တာဝန်ကတော့ကျေပြီးသားပဲနော်အဖွဲ့ဝင်တွေပြောတာပြီးတော့ဒီလူသစ်တွေအနေနဲ့လည်းဒီဒီကြံ2ရက်ကိုပေါ့နောက်တစ်ပတ်တော့အဖွဲ့လာဝင်ထားရင်ဒီကြံ2ရက်အတွက်ကဲပေါက်အခွေလေးရမယ်နော်ကဲပေါက်အခွေလေးကျွန်တော်ထုတ်ထားတာရှိတယ်အဖွဲ့လာဝင်ထားတဲ့အမျိုးတွေရမယ်ပြီးတော့လူဟောင်းတွေကလည်းပြန်ဝင်ထားရင်ကျွန်တော်ပို့ပေးပါတယ်နော်အဖွဲ့လာဝင်ထားလို့ရပြီအဖွဲ့ဝင်ပြန်ခေါ်ပြီးနော်ပတ်တီးကကျွန်တော်အများအားပြောကျွန်တော်စီမှာပတ်တီးကလုံးဝအပတ်တိုင်းတိုင်းလာအင်္ဂါထွက်တယ်နော်ဒါပြီးခဲ့တဲ့ရှေ့ဘက်တွေမှာအောက်လျှောက်ပြန်ကြည့်မှဆိုရင်အချိန်ကြီးတော့မှတ်မိဘူးလုံးဝတင်းလာအင်္ဂါမှာပဲပြီးထွက်တာဒီတစ်ပတ်ဗုဒ္ဓဟူးနေ့မနက်မှထွက်တာဒီတစ်ပတ်ပဲနည်းနောက်ကျသွားတာနော်10မိနစ်နောက်ကျသွားတာဒါပေမဲ့ထွက်တဲ့မနက်မှာလည်းမွေးကနန်းနဲ့တွဲပြီးတော့ထွက်တယ်နော်ဒါမျိုးတော့ရှိတယ်ပွဲဝင်ခြင်းလာဝင်ထားလို့ရပြီနော်အောက်မှာကျွန်တော်ဝင်ရမယ့်ဟာလေးကျွန်တော် comment နဲ့မှာပြပေးထားပြီဗျာနော်ကဲဟုတ်ပြီကျွန်တော်29ရက်မနက်တော့ key chain တစ်ခွက်ကောင်းခေါ်မယ်နေကင်းကြမှာ live လွှင့်မယ် channel ကြီးမှာဒီနေ့ကမနက်က channel အသစ်မှာဗီဒီယိုလေးပဲတင်ပေးလိုက်မယ်နေကင်းကြရင် live လွှင့်မယ်နော်နေကင်းဘက်လွှင့်ခြင်းလို့ကျွန်တော်ပြောင်းလိုက်တာချိန်ပြောင်းလိုက်တာကဲ29ရက်မနက်ခင်း1 chain က411 chain 4ပတိနော်411 chain 4ပတိပါကဲအားလုံးပဲ ready ပြီ okay လေးလုပ်ပြီးတော့ comment ထဲမှာတစ်ခါလေး like မှန်ခဲ့လို့ရပါတယ်နော်မျိုးတွေအားလုံးပဲကဲ411 chain 4ပတိ411 chain 4ပတိအထီကြီးက9236ကီ4နဲ့ကတ်မယ်နော်9236ကီ4နဲ့ကတ်ပါ9236ကီကို4နဲ့ကတ်ပါကဲတကွာကောင်းပြောမယ်ပြီးတော့ကျွန်တော်ကြံပတ်သည်8နဲ့9ကိုလည်းဒီမနက်မှာတကွာကောင်းထုတ်ထားတယ်နော်8တကွာကောင်း9တကွာကောင်းဒီမနက်ကကလင်နာမထည့်တာဘူးအပူမထည့်တာဘူးနော်အဲ့ဒါကကျတော့ကီပူချိန်မှုထိုးရမယ်အပူသမားတွေကကြတော့နော်ဒီမနက်ကကျွန်တော်8နဲ့9ကြံပတ်သည်ကိုတကွာကောင်းနေထုတ်ထားတယ်ကြံပတ်သည်လိုက်နေတဲ့မျိုးတွေပိုင်ပို့ပြီးတော့အဆင်ပြေတယ်နော်ကြံပတ်သည်ကတော့လူတိုင်းကြိုက်တာလည်းပါတယ်အဲ့အကြောင်းလို့ကျွန်တော်ကြံပတ်သည်အတွက်တကွာကောင်းထုတ်လိုက်တာကလင်နာဖယ်လိုက်တယ်အပူကလည်းတိတ်မကြိုက်တော့ကီပူချိန်မှုမဲ့ထိုးတီးတန်းရွေးထိုးရမယ်အကွက်ကြတော့ဖယ်လိုက်တယ်ကျွန်တော်เนาะအဲ့လိုမျိုးကဲ4ပတ်တီးတဲ့ကတကွာပြောမယ်ကီးနဲ့အထီကီးက9236ကီးเนาะ9236ကီး4နဲ့ကတ်မယ်ကဲ4ပတ်တီးတဲ့မှာတကွက်ကောင်းဆိုရင်ကီးနဲ့ကတ်ရင်တော့46434245ဆိုပြီးရှိမယ်ပြန်ကြတကွက်ပါမယ်45ပေါ့เนาะဒီထဲမှာဆိုရင်4ပတ်တီးနဲ့ကျွန်တော်ကြိုက်တာက46တကွက်ကောင်းကြိုက်ပါတယ်เนาะ4ပတ်တီးကို46တင်ကွက်တကွက်ကောင်းကြိုက်ပါတယ်ကြံတဲ့3ခွက်ကရန်ခွက်နော်43တို့4နှစ်တို့45တို့ကဲနောက်တစ်ပတ်သီးတဲ့ကတင်ခွက်တစ်ခွက်ပြောမယ်ဒီနဲ့ကတ်ရင်16 13 12 15ဆိုပြီးတော့4ခွက်ရှိမယ်နော်တင်ကြတစ်ခွက်ပါမယ်သူလည်းတင်5ပဲနော်တင်5တစ်ခွက်ပါမယ်က
ဒီတက်မှာဆိုရင်ကျွန်တော်ကတစ်ပတ်ဒီတစ်ခွက်ကောင်းဆိုရင်1နှစ်တင်ခွက်တစ်ခွက်ကောင်းကြိုက်ပါတယ်ဗျာနော်1နှစ်တစ်ခွက်ကောင်းပါတစ်ပတ်ဒီက1နှစ်တင်ခွက်တစ်ခွက်ကောင်းပါနော်တစ်ပတ်ဒီတစ်ခွက်ကောင်းက1နှစ်တစ်ခွက်ကောင်းပါနော်တင်ခွက်နှစ်ခွက်4 6ရယ်1နှစ်ရယ်နော်ပြီးတော့ကျွန်တော်တစ်ခါရက်ဆက်ခေါ်မှာပါကြံပတ်ဒီကြံပတ်ဒီ10ပတ်ဒီနဲ့9ပတ်ဒီတွေကတစ်ခွက်ကောင်းပြောပေးမယ်ကဲမျိုးတွေအားလုံးပဲလက်မလေးနှိပ်ခဲ့ပါဦးเนาะလက်မလေးနှိပ်ခဲ့ပါဦးလူတစ်တွေပါရင် channel ပြန်တွေ့ပြီဆိုရင် subscribe လေးနှိပ်ခဲ့ဦးเนาะအားလုံးပဲကဲချမ်ဘတ်ဒီ10ပတ်ဒီတွေကနေပြီးတော့တကွက်အောင်ပြောမယ်เนาะကျွန်တော်10ပတ်ဒီထဲမှာဆိုရင်တင်ကွက်တကွက်ကောင်းအနေနဲ့ချမ်ဘတ်ဒီဆိုရင်83တကွက်ကောင်းကိုကြိုက်ပါတယ်ဗျာเนาะ10ပတ်ဒီထဲမှာဆိုရင်83တကွက်ကောင်းကြိုက်ပါတယ်เนาะ83တကွက်ကောင်းပါချမ်ဘတ်ဒီကနော်10ပတ်ဒီ83တကွက်ကောင်းပါနော်နောက်တော့6ပတ်ဒီတွေကတကွက်ကောင်းပြောမယ်6ပတ်ဒီနော်6ပတ်ဒီထဲမှာဆိုရင်ကျွန်တော်တကွက်ကောင်းအနေနဲ့65တကွက်ကောင်းကြိုက်ပါတယ်ဗျာနော်6ပတ်ဒီထဲမှာဆိုရင်65တကွက်ကောင်းကိုကြိုက်ပါတယ်နော်6ပတ်ဒီထဲမှာ65ကိုကြိုက်တယ်ချမ်ပတ်ဒီ10ပတ်ဒီထဲမှာ83ကြိုက်တယ်နော်ဒီမနေ့အပူသမားတွေကကီပူချိန်မှုပဲထိုးကျွန်တော်ဒီမဲ့အပူသမားတွေတော့အပူရွေးမထားအောင်လဲမှုရှိတယ်ကျွန်တော်လည်းအားနေဝိုင်းတိတ်မကြိုက်ဘူးပေါ့နော်ကီပူချိန်မှုလေးပဲထိုးထားလိုက်ကိုကြိုက်တာလေးရှိရင်ကီချိန်နဲ့ရပဲရွေးထိုးနော်ကီနဲ့ချိန်ရတော့အထီကီကတော့လုံးဝအမှာပဲကီကတော့တကယ်ကောင်းတယ်နော်ဒါကီပူချိန်မှုပဲရွေးပြီးတော့ထိုးလိုက်ကဲမျိုးတွေအားလုံးပဲနှီးကင်းကြရင်ကျွန်တော်ရဲ့ channel ကြီးမှာ live လွှင့်မယ်နှီးကင်းကြရင်ပြန်ဆုံမယ်နော်ဒီမနေ့ကကျွန်တော်ဗီဒီယိုလေးပဲတင်ပေးလိုက်တယ်အားလုံးပဲလက်မလေးတွေ subscribe လေးတွေ share လေးအားလုံးပဲလုပ်ပေးခဲ့ပါမျိုးတွေအားလုံးပဲလာပါเนาะ